အားလုံးပဲမင်္ဂလာပါပုံမြင်များ YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ရဲငါးဘော်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးကိုမတင်ဆက်ခင်မှာပုံမြင်များ YouTube Channel လေးကို Like and Share Subscribe လုပ်ပေးဦးနော်ပုံမြင်သက်တွေတင်တိုင်းသိရှိရန်အတွက်လည်း Subscribe ပေးတာက Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်ပုံမြင်လေးကိုစလိုက်ကြမယ်ဟိုးရှိတုန်းကရဲငါးဘော်ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ရဲငါးဘော်ဆိုတာကတော့ရဲရင်တဲ့သူ9ယောက်ပေါင်းပြီးအတူတကွနေထိုင်ပူးပေါင်းလုပ်ကင်ကြတဲ့အကြောင်းကိုပြောထားတာပါ။သူတို့9ယောက်ထဲမှာခေါင်းဆောင်အကြီးအကဲတစ်ယောက်ရှိပါတယ်။အဲ့ဒီအကြီးအကဲဟာကြံတဲ့4ယောက်ထပ်ပို့ပြီးတန်ဆွမ်းပါတယ်။အရာရာမှာလည်းနှက်နှက်ဆက်ဆက်နဲ့ကြွန့်ကျင်ကျင်ရှိပါတယ်။ပြီးတော့ကြံတဲ့4ယောက်ကိုနိုင်နိုင်နင်းနင်းစီမံခန့်ခွဲပြီးတော့လမ်းညွန်ပြသနိုင်ပါတယ်။ဒါကြောင့်သူဟာခေါင်းဆောင်နေရာကိုထိုက်ထိုက်တန်တန်ရရှိထားတာပေါ့ကွယ်။သူ့ရဲ့နာမည်ကတော့ကိုထောက်တိုတဲ့။သူ့ရဲ့ကိုလုံးကိုပေါက်ကတော့အရက်ကနည်းနည်းပူပါတယ်။တုတ်တုတ်ခိုင်ခိုင်နဲ့အတန်ဆွမ်းဆုံးပါပဲ။ဒုတိယနေရာမှာရှိတဲ့သူကတော့ကိုရန်လိုပါ။သူကဘသူကိုမဆိုတိုက်ခိုက်ဖို့ဝင်မလေးပါဘူး။ဘသူကိုမဆိုလဲစိန်ခေါ်လေးရှိပါတယ်။ပြီးတော့ထက်ထက်မြက်မြက်လည်းရှိပါတယ်။တိုက်ခိုက်တဲ့နေရာမှာလည်းအင်မတန်ဝိုးမှတော်ပါတယ်။တတိယနေရာကိုပိုင်ဆိုင်ထားတဲ့သူကတော့ကိုတူးထက်ကဲပါ။သူ့ကိုဘာလို့အဲ့ဒီနာမည်ပေးထားလဲဆိုတော့သူတို့9ယောက်စလုံးထဲမှာအရက်အမြင့်ဆုံးအရက်ရှည်တဲ့လောက်လဲစိတ်လဲရှည်တာပေါ့ကွယ်။စတုထလူကတော့ရွှေပြည်ဆိုပါ။သူလုံးသမျှလုံးရတိုင်းကိုတတိကြီးစွာထားပြီးလုံးလေးရှိပါတယ်။နောက်ပြီးစိတ်လဲချရပါတယ်။သူတို့9ယောက်စလုံးနဲ့ပတ်သက်သမျှငွေရေးကြေးရေးကိစ္စတွေကိုလည်းတာဝန်ယူထိန်းသိမ်းဆောက်ရှောက်နိုင်ပါတယ်။စရင်အင်းလဲနိုင်တော့သူ့ကိုဘန္နာရေးတာဝန်ပေးထားပါတယ်။ပြည်စမနေရာကိုရောက်ရှိနေတဲ့သူကတော့ညီပုလေးလို့အားလုံးကခေါ်ကြပါတယ်။သူဟာအငယ်ဆုံးအပုဆုံးဖြစ်ပြီးတော့သူ့ရဲ့အရေးချင်းကတော့အားလုံးကိုစိတ်ချမ်းမြေ့အောင်စွမ်းဆောင်နိုင်ပါတယ်။သူနဲ့တွေ့လိုက်ရင်အားလုံးပျော်ရွှင်ကြရပါတယ်။ပြဿနာလုံးဝမရှိပါဘူး။ရဲငါးဘော်ဟာနေတကာလှည့်လည်သွားလာရင်းနဲ့ဘသူကိုမဆိုတွေ့တဲ့လူတိုင်းကိုစိတ်ကောင်းစေတနာကောင်းနဲ့ကူညီကြပါတယ်။ဒါကြောင့်လူတိုင်းဟာသူတို့9ယောက်စလုံးပေါ်မှာမေတ္တာရှိကြပါတယ်။တနေ့မှာတော့တွားရင်လာရင်နဲ့မြို့တော်ကြီးတစ်ခုကိုရောက်သွားကြပါတယ်။အဲ့ဒီမြို့တော်မှာရက်ဆက်ကြမ်းကြုတ်တဲ့ဘရင်ကြီးတစ်ပါးကအုပ်ချုပ်နေပါတယ်။မြို့တော်ကြီးကိုရောက်သွားတဲ့အခါကျတော့ကိုထောက်တူကပြောပါတယ်။ငါတို့ဟာအသေးမွားကိစ္စလေးတွေကိုအောင်မြင်ရုံနဲ့ဘာမှအကျိုးမရှိနိုင်ဘူး။ဒါကြောင့်ရွှေမျိုးတော်ကြီးကိုတိုက်ခိုက်သိမ်းပိုက်ကြမယ်။ဒါမှသာဒိုး9ယောက်ရဲ့နာမည်ဟာတမိုင်းမှာထူးထူးခြားခြားမှတ်တမ်းတင်နိုင်မှာပေါ့လို့ပြောလိုက်ပါတယ်။ကိုထောက်တို့ရဲ့အဆိုပြုချက်ကိုကြံတဲ့4ယောက်ကလည်းတညီတညွတ်တန်းနဲ့သဘောတူကြပါတယ်။ဒီလိုနဲ့ပဲသူတို့9ယောက်ဟာမျိုးတော်ကြီးရဲ့ဘရင်ထီးနှန်းဆန်နဲ့နန်းတော်မြို့ရိုးရဲ့တကားဝမုတ်ပေါက်ကိုအရောက်သွားကြတာပေါ့ကွယ်။တကားပေါက်ကိုရောက်တော့တကားမှုကလှမ်းပြီးဟောက်လိုက်ပါတယ်။မင်းတို့ကဘာတူတွေလဲ။ဘာကိစ္စနဲ့ဘယ်ကိုသွားကြမလို့လဲလို့ပြောပါတယ်။မင်းတို့တကားမှုလောက်ကိုငါတို့ကအဖက်လုပ်ပြီးစကားပြောကြမလို့ဘူး။မင်းတို့ဘရင်နဲ့တွေ့ချင်လို့လာခဲ့တာပဲလို့ကိုတောက်တူကပြန်ပြောလိုက်ပါတယ်။ဒါဖြစ်လေခဏနေကြအောင်ငါဘရင်စီဝင်ပြီးတော့ပြောပြလိုက်အောင်မယ်။တကားမှုကပြောဆိုနဲ့အတွင်းဆောင်ကိုဝင်သွားတော့တာပေါ့။ပြီးတော့ဘရင်ကြီးကိုရှောက်ပါတယ်။လူ9ယောက်နန်းတော်တကားဝမှာရောက်နေကြပါတယ်။အဲ့ဒါကိုဝင်ခွင့်ပြုတင်မပြုတင်အမိန့်ချမှတ်ပါဘရင်ကြီးလို့ပြောတော့ဘရင်ကြီးကသူတို့ကဘာကိစ္စနဲ့နန်းတော်ကိုရောက်လာကြတာလဲလို့မေးလိုက်ပါတယ်။ဘရင်ကြီးကိုတွေ့ကျင်တယ်လို့ပြောပါတယ်။ဘရင်ကြီးကစိတ်ဆိုးသွားပြီးတော့ငါကဘရင်ပဲငါ့ကိုတွေ့ကျင်တယ်တွေ့ခွင့်မရှိဘူးဒီကောင်တွေကဘာကောင်တွေလဲကွာ။တကားမှုကပြန်ပြောပါတယ်။စုစုပေါင်း9ယောက်တည်းပါအရှင်မင်းကြီး။ဒါပေမဲ့သူတို့ရဲ့လေတံတွေကအယမ်းကိုမာပါတယ်။ခေါင်းဆောင်လုပ်တဲ့လူကတော့ညနေသားအတော်ကိုတင်းပါတယ်။တကားမှုကသူတတိထားမိတဲ့အချက်ကိုတင်ပြလိုက်ပါတယ်။ဘရင်ကြီးကဒါပေမဲ့ဘာပဲဖြစ်ဖြစ်သူတို့ကိုဝင်ခွင့်မပြုနဲ့ပြန်ခိုင်းလိုက်ပြောလို့မရရင်လည်းနှင်ထုတ်လိုက်ကွာ။ငါရဲ့စစ်တီတွေနဲ့မောင်းထုတ်ပစ်လိုက်ပေါ့ကွာ။ဘရင်ကြီးကဒီလိုအမိန်ပေးလိုက်တဲ့အချိန်မှာရဲငါးဘော်ဟာမြို့ရိုးတွင်းကိုရောက်နေကြပြီးတော့ဘရင်ကြီးရဲ့မျိုးဆောင်တပ်တွေနဲ့
အပြင်းအထန်တိုက်ခိုက်ကြပါတော့တယ်ပထမဦးဆုံးစတင်တိုက်ခိုက်သူကတော့ကိုရန်လိုပဲပေါ့သူတို့9ယောက်ရဲ့စွမ်းရည်ရဲစွမ်းတက်တိတိုက်ရည်ခတ်ရည်ပြေဝခြင်းလက်နက်ကိုကျွမ်းကျင်စွာကင်တွယ်နိုင်ခြင်းစတဲ့အရေးချင်းတွေနဲ့တက်ညီလက်ညီစီးစီးလုံးလုံးနဲ့တိုက်ခိုက်နိုင်ခဲ့ကြပါတယ်ဘရင်ရဲ့မျိုးဆောင်တပ်တွေဟာဖျို့ဖျဲဖြစ်သွားတော့တာပေါ့နောက်ဆုံးမှာဘရင်ကြီးကိုယ်တိုင်ဦးစီးပြီးထွက်တိုက်ရတော့တာပေါ့ရဲငါးဘော်နဲ့ဘရင်ကြီးနဲ့မျိုးဆောင်တပ်တွေတိုက်ခိုက်နေကြပြီဆိုတဲ့သတင်းဟာတိုင်းပြည်မှာချက်ချင်းပြန့်နှံ့သွားပါတော့တယ်ရဲငါးဘော်ရဲ့ကူညီဆောင်မပေးခဲ့မှုတဲ့ကျေးဇူးကိုမမေ့ကြတဲ့တိုင်းလူပြည်သားတွေဟာရရလက်နဲ့ဆွဲကန်ပြီးတော့ရဲငါးဘော်ဘက်ကနေပြီးကူညီတိုက်ခိုက်ကြပါတဲ့နောက်ဆုံးကြတော့ရက်ဆက်ကြမ်းကြုတ်တဲ့ဘရင်ကြီးဟာတိုက်ပွဲမှာပဲကြာဆုံးသွားရတာပေါ့ကွယ်ရဲငါးဘော်ဟာသူတို့ကိုဝင်ရောက်ကူညီခဲ့တဲ့တိုင်းသူပြည်သားတွေကိုရက်ရောကျွေးမွေးပေးကမ်းပြီးပြန်လှုပ်လိုက်ကြပါတယ်နောက်ကိုလည်းတိုင်းသူပြည်သားတွေရဲ့အကျိုးကိုလှုပ်ဆောင်ပါမယ်လို့ကတိပြုလိုက်ကြပါတယ်နောက်ဆုံးကြတော့နန်းတော်ကြီးထဲမှာသူတို့9ယောက်ဟာခေါင်းချင်းဆိုင်ပြီးတော့တိုင်ပင်ကြပါတယ်အရေးကြီးဆုံးပြဿနာကတော့ဒီ9ယောက်ထဲကဘသူကိုဘရင်အဖြစ်တင်ရမလဲဆိုတဲ့ပြဿနာပါပဲကျန်တဲ့4ယောက်ကတော့ကိုတောက်တို့ကိုဘရင်အဖြစ်အုပ်ချုပ်ဖို့ဝိုင်းပြီးပြောကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတောက်တို့ဟာတစ်ချိန်လုံးသူတို့ကိုကြီးကြပ်ပြီးအုပ်ချုပ်ခဲ့လို့ပေါ့ဒါပေမဲ့ကိုတောက်တို့ကညင်းပါတယ်အစကအုပ်ချုပ်ခဲ့တာမှန်ပေမဲ့အချင်းချင်းအုပ်ချုပ်ရုံပဲအခုတော့ရွှေမြို့တော်ကြီးတစ်ခုလုံးကိုအုပ်ချုပ်ရမှာလေဒါကြောင့်ဒီတိုက်ပွဲရဲ့အစမှာပထမဆုံးလက်မြန်ချေမြန်အရင်ဦးဆုံးတိုက်ခိုက်ခဲ့တဲ့ကိုရန်လိုကိုပဲဘရင်မြောက်ဖို့ကျုပ်အကြံပြုပါရစေလို့ပြောပါတယ်ဒါပေမဲ့သူ့ရဲ့အကြံကိုရန်လိုကသဘောမတူပါဘူးကျုပ်ကတော့သူ့တက်ခဲကိုပဲဘရင်မြောက်ချင်ပါတယ်သူဟာတခြားသူတွေထက်ပိုပြီးတိုက်ရည်ခတ်ရည်ပြေဝပြောင်မြောက်စွာတိုက်ခိုက်ခဲ့တာလဲအားလုံးအသိပါပဲသူကဘရင်ဖြစ်ထိုက်ပါတယ်လို့ပြောတော့ကိုသူ့ထက်ကဲကလည်းလုံးဝလက်မခံပါဘူးဒီတိုင်းပြည်ဟာကျွယ်ဝချမ်းသာတယ်နောက်ပြီးတော့ရွှေတိုက်တော်မှာလည်းရွှေငွေကြောက်တံပဒံများစတဲ့ရတနာတွေအပြည့်ပါပဲဒါကြောင့်ကျုပ်တို့9ယောက်ထဲမှာဗန္နာကြီးနဲ့ပတ်သက်လို့စိတ်အချရဆုံးဖြစ်တဲ့ကိုရွှေပြည်စိုးသာလျင်ဘရင်ဖြစ်ထိုက်ပါတယ်လို့တင်ပြပါတယ်ကိုသူ့ထက်ကဲရဲ့ပြောဆိုချက်ကိုရွှေပြည်စိုးကလည်းညှင်းပယ်ပြီးတော့တင်ပြပါတယ်ကျွန်တော်ကတော့ညီပူလေးကိုပဲဘရင်ဖြစ်စေချင်ပါတယ်သူဟာကျွန်တော်တို့အားလုံးထဲမှာအသိမ်မွေ့ဆုံးစိတ်ချမ်းသာမှုလည်းအပေးဆုံးပါပဲသူ့ကိုဘရင်ဖြစ်နေရှာထားပြီးကြံတဲ့ကျွန်တော်တို့၄ယောက်ကသူ့ကိုအကူအညီပေးရင်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကိုညီပူလေးကလည်းခေါင်းခါရမ်းလိုက်ပါတယ်ကျွန်တော်ကဘရင်မဖြစ်နိုင်ပါဘူးလို့ကျွန်တော်ထင်မြင်ယူဆထားပါတယ်လို့တခွန်းနဲ့ပဲပြောလိုက်ပါတယ်နောက်ပိုင်းမှာရဲငါးဘော်ဟာအကျက်ရနဲ့ဆွေးနွေးကြပါတယ်နောက်ဆုံးကြတော့သူတို့9ယောက်စလုံးပေါင်းစည်းညီညွတ်စွာနဲ့တိုင်းသူပြည်သားတွေရဲ့အကျိုးကိုစုပေါင်းဆောင်ရွက်ကြဖို့သဘောတူလိုက်ကြပါတဲ့ကွယ်ကဲကလေးတို့ကိုကူညီဖို့လက်ငါးချောင်းရှိနေကြတယ်ကွယ်အဲ့ဒီလက်ငါးချောင်းဟာအခုပုံမြင်တွေကရဲငါးဘော်ပါပဲအားလုံးလည်းမှတ်သားထားရမှာတကူကဒီပုံမြင်တွေကရဲငါးဘော်ကိုတူယူပြီးဘဝမှာဘလို့အခက်အခဲမျိုးနဲ့ပဲရင်ဆိုင်အားလုံးအတူတူညီညွတ်စုစုစည်းစည်းနဲ့ဆွေးနွေးတိုင်ပင်ပြီးဖြည့်ရှင်းကြရမယ်နော်ပုံမြင်လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲညီညွတ်စုစုစည်းစည်းနဲ့အခက်အခဲများစွာကိုကျော်လွှားနိုင်ကြပါစေ